အားလုံးပဲမင်္ဂလာပါရှင်။မြချနာသတင်းကြနေရဲ့မတ်လ24ရက်နေ့အရူဒီစီစဉ်ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။မြဆုံစီမံကိန်းပြန်စဖို့အတွက်စစ်ကော်မရှင်ကစီယုံရေးတွေဆက်တိုက်ပြုလုပ်နေပါတယ်။ဖက်ကမှလည်းစစ်မီမရတာကြောင့်အဖက်ဖက်မှခက်ခဲနေပါတယ်။ဗီဒီယိုလေးကြောင်းလိုင်းခရီးစဉ်တွေပြန်စတဲ့နောက်မှာဖြစ်ပေမဲ့မြချနာလေးစိတ်ကိုပြည့်စုံမဲ့ခရီးစဉ်မပါဝင်သေးပါဘူး။စားတဲ့သတင်းတွေကိုတက်ဆက်ပြတော့မှာပါ။ကျွန်တော်တို့အစစင်တက်ဆက်သူမိန်းနေဖြစ်ပါတယ်။မြဆုံစီမံကိန်းပြန်စဖို့အတွက်စစ်ကော်မရှင်ကစီယုံရေးတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်။ဆက်ဆိုင်ကတက်ဆက်ပေးမှာပါ။မြဆုံစီမံကိန်းပြန်စဖို့အတွက်စစ်ကော်မရှင်ဟာစီယုံရေးတွေဆက်တိုက်ပြုလုပ်နေပြီးမြချနာမျိုးကပြည်သူတွေကိုတင်မကပဲဝိုင်းမော်မျိုးကဒေတာခံပြည်သူတွေကိုပါတွေ့ဆုံပြီးစီမံကိန်းနဲ့ပတ်သက်တာတွေကိုရှင်းလင်းဆွေးနွေးတာတွေလှုပ်ဆောင်နေပါတယ်။မနေ့ကမတ်လ23ရက်နေ့မှာဝိုင်းမော်မျိုးအမှတ်3ရပ်ကွက်လော်ဝရေးရင်ကျမှုကွင်းမှာရှိတဲ့ဒူဝါကြီးလဝါဆောင်ခေါင်အောင်မေဖွဲ့ခမမှာမြစ်ဆုံစီမံကိန်းဆိုင်ရာအထောက်အကူပြုရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကချင်ပြည်နယ်ဒေသခံကော်မတီကပြုလုပ်ခဲ့ကြတယ်လို့ကချင်ပြည်နယ်ဝန်ကြီးချုပ်ရုံးကဖော်ပြပါတယ်။စစ်ကော်မရှင်ဟာမြစ်ဆုံစီမံကိန်းပြန်လည်စတင်နိုင်ရေးကိုမနစ်ကတည်းကဆောင်ရွက်လာတာဖြစ်ပြီးမနစ်ကဒီဇင်ဘာလ16ရက်နေ့မှာစစ်ကော်မရှင်ရဲ့အထူးဗိုလ်ချုပ်မှုကြီးစိုးဝင်းမြစ်နာမြို့ကိုရောက်ရှိတဲ့အချိန်မြစ်ဆုံစီမံကိန်းကိုပြန်လည်အကောင့်ထဲပေါ်ရမှာလက်ဆက်တအားကိုအရင်ကမဂါဝတ်6000ထုတ်လုပ်ဖို့မှန်းထားရကနေအခုမဂါဝတ်9600ထုတ်လုပ်နိုင်ဖို့မှန်းထားတယ်လို့အခြေအနေတစ်တွေကိုပြောကြားခဲ့ပါတယ်စစ်ကော်မရှင်ရဲ့ဒုတိယဗိုလ်မှူးကြီးစိုးဝင်းပြည်ထောင်စုဝန်ကြီးတွေကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့တွေဟာမြစ်ဆုံစီမံကိန်းဆောင်ရွက်မဲ့အကြောင်းတွေကိုမြစ်နာဒေတာခံတွေနဲ့တွေ့ဆုံပြီးမကြာခဏပြောကြားနေတဲ့အပြင်ဆွေးနွေးပွဲတွေတွေ့ဆုံပွဲတွေတိုင်းမှာလည်းစီမံကိန်းအကြောင်းထည့်သွင်းပြောကြားနေတာပါဒါအပြင်မကြာခဏဆိုသလိုစစ်ကော်မရှင်ကသူတို့ပိုင်တဲ့သတင်းစာတွေမှာရေးသားဖော်ပြကြသလိုရုပ်သံရေဒီယိုအစီအစဉ်တွေမှာပါတင်ပြနေတာတွေ့ရပါတယ်။အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထင်နန်နဲ့အစိုးရအဖွဲ့ဟာမြစ်နာမြို့မှာတွေ့ဆုံပွဲတွေမကြာခဏပြုလုပ်ပြီးမြစ်ဆုံစီမံကိန်းအကောင့်ထဲပေါ်မဲ့အကြောင်းကိုပြောဆိုနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကလည်းလက်စနစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနတဲ့ပြည်ထောင်စုဝန်ကြီးဦးတင်အောင်ဆန်းဟာမြစ်နာတက္ကသိုလ်ပွဲနေပင်ခမ်းမမှာဒေသခံပြည်သူတွေနဲ့တွေ့ဆုံပြီးအေယာဝတီမြစ်ဆုံမြစ်ညာစီမံကိန်းအကြောင်းကိုအကျယ်တဝင့်ပြောခဲ့ပါတယ်။ဒေသခံအများစုကတော့မြစ်ဆုံစီမံကိန်းတည်ဆောက်မှာကိုအခုထိသဘောမတူကြပါဘူး။သဘာဝအလှတွေအေယာဝတီမြစ်ကြီးပျက်စီးသွားမှာကိုအဓိကမလိုလားကြတာပါ။စီမံကိန်း area ဟာစကိုင်းပြည့်ရွေ့ကျော်နဲ့ကီလိုမီတာ100မိုင်60လောက်သာဝေးတာကြောင့်ငရင်ကြီးလောက်ခတ်ခဲ့ရင်ရေကာတာကျိုးကျနိုင်တဲ့အနေရရှိပြီးမြစ်နာမြို့ဟာရေအောက်နှင်းမြုပ်သွားမယ်လို့လည်းခန့်မှန်းကြပါတယ်။ပညာရှင်တွေရဲ့အစီရင်ခံစာအရမြစ်ဆုံစီမံကိန်းကြောင့်ရေနှင်းမြုပ်နိုင်တဲ့ area ဟာစင်ကာပူနိုင်ငံအရွယ်စားဝန်းကျင်ရှိပြီးလူပေါင်းတောင်းချီရွှေ့ပြောင်းရနိုင်တယ်လို့သိရပါတယ်။ဒါအပြင်မြစ်ဆုံဆယ်တည်ဆောက်မှုကြောင့်အေယာဝတီမြစ်ကြောင်းတစ်လျှောက်ကဇီဝမျိုးစိတ်တွေရဲ့အသက်ရှင်မှုအပါအဝင်ပြောင်းလဲမှုမျိုးစုံဖြစ်လာနိုင်တာကြောင့်အေယာဝတီမြစ်ကိုမှီခိုနေရတဲ့မြန်မာနိုင်ငံရဲ့လူမှုဘဝတွေဟာလည်းပြောင်းလဲမှုတွေဖြစ်လာနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒီလိုဆိုးကျိုးတွေကြောင့်မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ခဲ့ကြတာဖြစ်ပြီးသမ္မတဦးသိန်းစိန်လက်ထက်ကနေဆယ်စုနှစ်တစုကျော်ကြာရန်နာခဲ့တာဖြစ်ပြီးအခုစစ်ကော်မရှင်ကပြန်လည်အကောင့်ထဲပေါ်နိုင်ဖို့အရှိန်မြင့်စ조사နေတာပါ။ပြည်သူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မြချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်39956333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ဖက်ကမှလည်းစစ်မီမရတာကြောင့်အဖက်ဖက်မှခက်ခဲနေပါတယ်။ထရီစာကတင်ဆက်ပေးမှာပါဖခန့်ကြောင့်စင်တွင်ဒေတာမှာလက်စစ်မီမရတာနှစ်ပတ်ကျော်ခန့်ကြာလာပြီဖြစ်ပြီးဈေးဆိုင်လုပ်ငန်းလောက်ကင်တူတွေအပြင်အခြားလုပ်ငန်းတွေမှာလည်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့ဒေတာခန့်တွေကပြောပါတယ်အခုလိုလက်စစ်မီမရတဲ့အတွက်ဈေးဆိုင်လုပ်ငန်းတွေအပေါ်မှာအခက်အခဲတွေရှိလာပြီးနေ့စဉ်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာလည်းထိခိုက်မှုတွေရှိနေတယ်လို့ဈေးရောက်တဲ့ဖခန့်ဒေတာကအမျိုးသမီးကမြချနာသတင်းကြားလေးကိုပြောပါတယ်ပန်စာချန်ကတ်တဲ့နီမင်္ဂလာပါသက်စီရစီချီအဲဒါကြောင့်ကျမတို့တဲ့ဈေးရောက်ရတာရန်ခက်သွားတယ်အဲလောက်ခက်ခဲတာခုလိုချိန်မရှိတယ်ရေကေးဝေဖို့ကမလွယ်စတုံးစီဝေဖို့မလွယ်ရတဲ့ပတ်စံနဲ့အဲ့ဒါပြန်လုံလိုက်ရင်ကျမတို့မှစားဖို့တောက်ဖို့ခက်ခဲသွားတယ်လက်စစ်မီမရတဲ့အတွက်အေးပစ္စည်းတွေအစားအသောက်တွေထိမ့်သိမ်းလို့မရတာကြောင့်တချို့ကုန်ပစ္စည်းတွေဖြစ်စီဆုံးရှုံးတာတွေလည်းရှိတယ်လို့သိရပါတယ်ကိုပိုင်မီဆက်ရှိတဲ့သူတွေအနေနဲ့လည်းတက်စီစင်နှုန်းတွေမြင့်တက်နေတာကြောင့်နေ့တစ်ပိုင်းတမမဟုတ်အချိန်အကအတက်နေကြအသုံးပြုနေကြတယ်လို့ဖက်ကန်ဒေတာခအမျိုးသားတို့ကအမြင့်နာသတင်းကြားနေကိုပြောပါတယ်ဒီဆက်ကိုတော့အချိန်ပိုင်း
ဥပမာ power bank တွေတွင်းပေးကြတဲ့သူတွေလည်းအချိန်ပိုင်းပဲတနေ့ကုန်မဟုတ်တော့ဘူးတနေ့လုံးတနေ့စားတဲ့သူတွေကဖုန်းအားသွင်းဖို့တောင်ခက်ခဲသွားတဲ့အခြေအနေဖြစ်နေတာ လက်စစ်မီမရတဲ့အတွက်ဖက်ကန်ဒေတာခန်တွေကဆိုလာပြားနဲ့ဘက်ထရီတွေကိုအသုံးပြုနေတာဖြစ်ပြီးဆိုလာပြားနဲ့ဘက်ထရီတွေလည်းလမ်းပန်းဆက်တွေရဲ့အခက်အခဲကြောင့်ဈေးနှုန်းတွေမြင့်တက်နေပါတယ်။မိဆက်နိုးပြီးလက်စစ်အားတွင်ပေးတဲ့ဆိုင်တွေမှာတယ်လီဖုန်းအားအပြည့်သွင်း1000ကျပ်ပါဝါဘက်အားအပြည့်သွင်း2000ကျပ်နဲ့တွားသွင်းပြီးအသုံးပြုနေကြရတယ်လို့လည်းသိရပါတယ်။စစ်ကော်မရှင်တပ်ကဖက်ကန်ဒေတာမှာလက်စစ်တပ်အားပေးတာဖျက်တောက်ချပြီးလက်စစ်မြင့်မပေးဖို့ပြောဆိုချတယ်လို့သိရပါမယ်။မြချနာတဲ့ကြတဲ့အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။လက်ရှိအချိန်ဖက်ကန်ဒေတာဟာစစ်ကော်မရှင်တပ်နဲ့ KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေကြားတစ်ဖက်နဲ့တစ်ဖက်စီရေးတင်မာနေတဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေပြန်စတဲ့နောက်မှာဖြစ်ပေမဲ့မြစ်နားလေဆိပ်ကိုပြည်ဆွေမိတ်ခရီးစဉ်မပါဝင်သေးပါဘူး။ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကိုမတ်လ25ရက်နေ့ကစပြီးလေကြောင်းလိုင်းတချို့ကပြန်ပြေးဆွဲတော့မယ်လို့လေယာဉ်လက်မှတ်ရောင်းချသူတွေစီကသိရပါတယ်။ဒါပေမဲ့ကချင်ပြည်နယ်မြစ်နားလေဆိပ်ကိုပြည်ဆွေမိတ်ခရီးစဉ်တွေကိုတော့မတွေ့ရပါဘူး။မြစ်နားလေဆိပ်ဟာမြန်မာအမျိုးသားလေကြောင်းလိုင်း MNA ခရီးတွေတင်လေယာဉ် drone နဲ့တိုက်ခိုက်ခံရတဲ့ပိတ်ထားတာတလားကြော်ခဲ့ပြီးလည်းဖြစ်ပါတယ်။လေယာဉ်စီအခက်အခဲကြောင့်ပြပခရီးစဉ်တွေအတွက်ကုန်စည်တည်ယူခွင့်ပမာဏကိုလေကြောင်းလိုင်းတချို့ကမတ်လ19ရက်နေ့မှာစတင်ကန့်သတ်ခဲ့တာပါ။အဲဒီနောက်ပိုင်းမှာတော့ပြည်တွင်းမှာပြည်ဆွေးနေတဲ့ခရီးစဉ်တွေကိုပါလေကြောင်းလိုင်းတွေကဆက်တိုက်ဖျက်သိမ်းခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ပြည်တွင်းခရီးစဉ်တချို့ကိုလေကြောင်းလိုင်းတချို့ကပြန်ပြေးဆွဲတော့မှဖြစ်တယ်လို့မနေ့ညပိုင်းကစပြီးလက်မှတ်အယောင်ဌာနတချို့ကပြောဆိုရေးသားခဲ့ကြတာပါ။မြန်မာအမျိုးသားလေကြောင်းရဲ့ပြည်တွင်းပြည်ပခရီးစဉ်အလုံးကိုစင်ပြေချုံးဝေးစွာနဲ့ပုံမှန်အတိုင်းပြန်တမ်းပြေးဆွဲနေပြီဖြစ်ပါတယ်လို့OE ခရီးသွားဝန်ဆောင်မှုကုမ္ပဏီကမနေ့ညပိုင်းမှာရေးသားခဲ့ပါတယ်။ MNA နဲ့ MAI ရဲ့ website ထဲမှာဖော်ပြထားတဲ့လက်မှတ်ဝယ်ယူမှုအချက်အလက်တွေအရရန်ကုန်မန္တလေးအသွားပြန်ခရီးစဉ်တွေအတွက်မတ်လ25ရက်နေ့နဲ့26ရက်နေ့အတွက်ခရီးစဉ်တွေကိုဖော်ပြထားပါတယ်။ MNA အပြင် MAI မယတနာဘုံ A-line တို့လည်းပြန်လည်ပြေးဆွဲတော့မှဖြစ်ပြီးလက်မှတ်တွေလေးဝယ်ယူနိုင်ပြီလို့လေယာဉ်လက်မှတ်ရောင်းချတဲ့သူတချို့ကအတီးတီးအထိပေးထားကြပါတယ်။ဒါပေမဲ့အဲဒီခရီးစဉ်တွေဟာဘေးအခြေထိပြေးဆွဲပေးမလို့ဆိုတာနဲ့လေကြောင်းလိုင်းတွေကိုလေယာဉ်စီပေးနေတဲ့အခြေအနေနဲ့ပတ်သက်လို့စစ်ကော်မရှင်ဘက်ကတစုံတရာထုတ်ပြန်တာမျိုးမပြုလုပ်ထားပါဘူး။လက်ရှိအရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့အစ္စရေး၊အမေရိကန်နဲ့အီရန်တို့ရဲ့ပြည်ပခါကြောင့်ကမ္ဘာရေနံဈေးတွေမြင့်တက်လာပြီးကမ္ဘာအရှေ့နဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာ73စီရှားပါမှုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ အနေရကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွယ်ရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံသဏ္ဍာန်အရွယ်အစားနဲ့အယောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတစ်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုပ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဒါမှမဟုတ်ဝါယာကြိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေဘူးရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲရင်ပါတယ်။မြေမြုပ်မိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံသဏ္ဍာန်ပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြားကွဲပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ကျိတ်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူသက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီး2မျိုးခွဲခြားနိုင်ပါတယ်။လူသက်မြေမြုပ်မိုင်းမှာရုပ်ချီပောက်ကွဲမိုင်းနဲ့အစားထွက်လူသက်မိုင်းဆိုပြီး2မျိုးရှိပါတယ်။ရုပ်ချီပောက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့အဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူသက်မိုင်းဆိုတာပောက်ကွဲတဲ့အခါအစာအနဖြာထွက်ပြီးထိခိုက်သူဒါမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူသက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြင်မျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျိုးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျိုးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီး
တစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအသုံးပြုဖို့အတွက်ဒါမှမဟုတ်အသုံးပြုပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပစ်ခတ်တာအမြောက်နဲ့ပစ်တာတိုက်လေရင်ပေါ်တွေကနေပစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေ့ရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။ရေမြုပ်မိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေ့ရှိပါတယ်။တချို့တော့မြေမြုပ်မိုင်းတွေဟာခုန်ပြန်နိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပောက်ကွဲသေးပဲဆက်ရှိနေလည်းအန္တရာယ်ကြီးစွာကျန်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တိရစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နက်ကင်ပဋိပက္ခများရပ်ဆဲသွားပြီးနောက်တွေမှာလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကျန်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူးမြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည8 နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသင်လေစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။